Mobile Legend တွေက Diamond ကိုပွားလို့ရတယ်ဆိုတာသိပြီးပြီလားခင်ဗျာ How ဗီဒီယိုလေးကိုစုံတဲ့အထိကြည့်ဖို့ပြောချင်ပါတယ် Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကကိုနေပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာက Mobile Legend ထဲမှာလူတိုင်းသိပြီးသားဖြစ်တဲ့ Diamond ကိုပွားမယ်နည်းဖြစ်ပါတယ်ဒီနီလန်က Collector Skin ဖောက်မဲ့ညီကိုတွေအတွက်အထူးသင့်တော်ပါတယ် Okay ဒါဆိုစလိုက်ကြရအောင်ပထမဆုံးပြောပြချင်တာကတော့စိတ်အပြားတစ်လုံးက Crystal တစ်ခုနဲ့ညီမျှပါတယ်ဒီ Crystal လေးတွေကိုအဓိကပွားမှာဖြစ်ပါတယ်အရင်ဆုံး shop ထဲဝင်ပါပြီးရင် special ကိုနှိပ်ပါမြားပြထားတဲ့ package လေးတွေကိုစိတ်အပြား10လုံးနဲ့ဝယ်ပါဒီ package လေးကတစ်နေ့တစ်ခါဝယ်လို့ရမှာဖြစ်ပြီး Crystal 10ကနေအခု90ထိကံကောင်းရင်ကောင်းတယ်လို့ရနိုင်ပါတယ်နောက်ထပ်ဝယ်ရမယ့် package ကတော့မြားပြထားတဲ့ဖြစ်ပါတယ်သူက Diamond 69လုံးနဲ့ဝယ်လို့ရမှာဖြစ်ပြီး Crystal 120ကနေ300အထိကံကောင်းရင်ကောင်းတယ်လို့ရရှိသွားမှာပါဒုတိယ package ကိုတော့တစ်လတစ်ခါဝယ်လို့ရမှာပါဒီလိုဝယ်နိုင်ဖို့အရင်ဆုံး weekly pass ဖြည့်ထားပါweekly pass ကရတဲ့ diamond နဲ့ဝယ်ရင်ပိုပြီးသက်သာပါမယ် weekly pass မှာနေ့စဉ် diamond 20နဲ့ crystal 10ပါတယ် weekly pass ကနေရတဲ့ diamond 20ကိုခုနက diamond 10တန် package လေးနေ့စဉ်ဝယ်ပြီး diamond နဲ့တန်ဖိုးတူတဲ့ crystal လေးတွေစုပါဒီလိုနဲ့မိတ်ဆွေအကောင့်ထဲမှာရှိတဲ့စိန်ကပွားလာပါလိမ့်မယ်အပေါ်မှာပြောခဲ့တဲ့နီးသုံးပြီးနေ့စဉ် short စီးနဲ့ဖောက်သွားမယ်ဆိုရင် collector skin ကိုအလကားနီးနီးရမှာဖြစ်ပါတယ် Yeah, boy.